မင်္ဂလာပါခင်ဗျာကျွန်တော်ဇုံမျိုးပါခင်ဗျာဒီနေ့ကတော့ကျွန်တော်မိတ်ဆွေကြီးကိုမောင်မတွေကိုကာနီးပညာနဲ့ပတ်သက်တဲ့ဗီဒီယိုတွေမျှဝေပေးမှာမဟုတ်ပါဘူးခင်ဗျာကျွန်တော်နဲ့အတူတောင်ကြီးမြို့အေးသားရမှာကျွန်တော်တို့ BFN Automotive မှာအတူလက်တွဲလုပ်ကိုင်မှုအတွက်ကျွန်တော်တို့ဒီဗီဒီယိုလေးနဲ့ကမ်းလှမ်းတဲ့ဗီဒီယိုလေးဆိုရင်မှားမယ်မထင်ပါဘူးခင်ဗျာကျွန်တော်တို့ BFN Automotive မှာကျွန်တော်တို့ကားလေးကားလက်ပေါ့နော်ကားလေးကားလက်ဝါရင်းကျွမ်းကျင်တူကျွန်တော်တို့ခေါ်မှာဖြစ်ပါတယ်ကျွန်တော်တို့ကားလေးကားလက်ဝါရင်းလုပ်တဲ့အခါမျိုးမှာတကယ်လဲပိုင်နိုင်ကျွမ်းကျင်ရှိရမယ်ကျွန်တော်တို့ကျွမ်းကျင်လုပ်တဲ့9နှစ်အထက်ပေါ့နော်ကျွမ်းကျင်တဲ့သူပဲဦးစားပေးပြီးတော့မှကျွန်တော်တို့ခေါ်မှာဖြစ်ပါတယ်နောက်တစ်ခုကရတော့ကျွန်တော်တို့ကားရေဆေးစီလိုက်ကျွမ်းကျင်ပေါ့နော်ကျွမ်းကျင်လုပ်တဲ့3နှစ်အထက်ရှိထားတဲ့သူကိုကျွန်တော်တို့ခေါ်မှာဖြစ်ပါတယ်အဲကြောင့်ကျွန်တော်တို့စုစုပေါင်း2ဦးခေါ်ယူမှာဖြစ်ပါတယ်ကား wiring ကျွမ်းကျင်တူကားရေဆေးစီလိုက်ကျွမ်းကျင်တူစုစုပေါင်း2ဦးခေါ်ယူမှာဖြစ်ပါတယ်ကျွန်တော်တို့ BFN Automotive မှာတော့ကျွန်တော်တို့ဒီကျွန်တော်နဲ့အတူတူလက်တွဲလုပ်ကိုင်မဲ့သူ2ဦးပေါ့နော်ဒီကားဝါရင်းနဲ့ကားရေဆေးစီလိုက်ကျွမ်းကျင်2ဦးကိုကျွန်တော်တို့လစာရက်မှန်ကြီးအချိန်ပိုကြီးခန်းစားခွင့်ဒီ၄ချက်ပေါ့နော်ဒီ၄ချက်နဲ့ပဲကျွန်တော်တို့ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ကျွမ်းကျင်မှုအလျောက်ပေါ့နော်သတ်မှတ်ထားတဲ့လစာဆိုတာရှိတယ်အဲကြတော့ထားပါတော့ကျွန်တော်တို့ကကျွန်တော်တို့စီမှာဆိုလို့ချင်းဒီ engine အောက်ပိုင်းအဲကွန်ကျွမ်းကျင်လုပ်သက်ပေါ့နော်ကျွမ်းကျင်လုပ်သက်10နှစ်ကျော်တွေလည်းရှိတယ်အဲ့လိုလူမျိုးတွေဆိုလို့ချင်းကျွန်တော်တို့စီမှာစဝင်ချင်းမှာဆိုရင်ကျွန်တော်တို့ကသတ်မှတ်လစာပေါ့နော်သတ်မှတ်လစာ8သိန်းအထိကျွန်တော်တို့စီစဉ်ပေးထားတာရှိတယ်အဲကြောသတ်မှတ်လစာဒါကတော့ဥပမာပြောပြတာပေါ့နော်ကိုယ့်ရဲ့ကျွမ်းကျင်မှုအလျောက်တော့လစာကတော့အပြောင်းလဲဖြစ်သွားမယ်သတ်မှတ်လစာ8သိန်းပေးထားတယ်ဆိုတဲ့အနေအထားမျိုးမှာရတော့တချို့ဆိုလို့ရှိရင်ဟလာကျွန်တော်တို့6လတစ်ဖြတ်ပေါ့နော်6လတစ်ဖြတ်လစာအပြောင်းလဲလေးလုပ်ပေးတာလေးရှိတယ်ဥမာထားပါတော့ကိုတို့က6လတစ်ဖြတ်စီစဉ်ပေးတယ်ဆိုတဲ့အနေအထားမျိုးမှာကျွန်တော်နားမှာပထမဆုံးဝင်ချင်း8သိန်းနဲ့လုပ်ပြီးတော့မှဟလာ10သိန်းဖြစ်သွားတာတို့10သိန်းနဲ့လုပ်ပြီးတော့မှ6လကြာတဲ့အခါမျိုးမှာ15သိန်း5000ဖြစ်သွားတာတို့15သိန်း5000နဲ့လုပ်ပြီးတော့မှ6လကြာတဲ့အခါမှာ18သိန်း6000ဖြစ်သွားတာမျိုးပေါ့ဒါမျိုးတွေတော့ရှိတယ်ကျွန်တော်တို့လစာတိုးပေးတာဒီ6လတစ်ကြိမ်ကျွန်တော်တို့လစာကိုအတိုးအလျှော့လုပ်ပေးတာဖြစ်ပါတယ်အဲကြောင့်တကယ်ကျွမ်းကျင်မှလည်းအဆင်ပြေတာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့စီမှာအစမ်းခန့်ကာလတစ်လရှိပါတယ်တကယ်လို့မကျွမ်းကျင်မဲ့တဲ့ကျွန်တော်တို့စီလာခဲ့မယ်ဆိုလို့ရှိရင်တစ်လမှာပဲပေါ့နော်ကျွန်တော်တို့အဆင်မပြေဘူးဆိုလို့ရှိရင်ကျွန်တော်တို့လုပ်ငန်းနေပြီးတော့မှ auto cancel ပြန်လုပ်ပေးတာဖြစ်ပါတယ်အဲကြောင့်တကယ်ကျွမ်းကျင်တဲ့သူတွေအနေနဲ့ကျွန်တော်တို့လစာပေါ့နော်လစာကတော့ကျွန်တော်တို့ကျွမ်းကျင်မှုပေါ်မူတည်ပြီးတော့မှပေးတယ်6လတစ်ဖြတ်ပေါ့နော်ကိုယ့်ရဲ့လစာကိုပြန်ပြီးတော့မှတိုးပေးတာဖြစ်ပါတယ်ကျွန်တော်တို့ဒုတိယတစ်ချက်ပေါ့နော်ဒုတိယတစ်ချက်ကကျွန်တော်တို့ရက်မှန်ကြီးပေးတာဖြစ်ပါတယ်အဲကြတော့ကျွန်တော်တို့စီမှာလာပြီးလာွယ်ပေါ့နော်တစ်လကို2ရက်ပေးနာတယ်တကယ်လို့တစ်လကို2ရက်အပြင်ကိုပေါ့နော်ကို့အနေနဲ့ပေါ့နော်တခြားသော personal ကိစ္စရှိလို့လုပ်ငန်းခွင်မှာပင်ပန်းတဲ့အတွက်ကြောင့်မလို့နားကျင်နေဆိုရင်လည်းကျွန်တော်တို့2ရက်ပေးနာတယ်စုစုပေါင်း4ရက်ရမယ်ပုံမှန်ပေးရက်ကတော့လာပြီးလာွယ်ပဲကျွန်တော်တို့နားတယ်တကယ်လို့ကို့အနေနဲ့မဖြစ်မနေ emergency ယူမယ်ဆိုလို့ရှိရင်တော့နောက်ထပ်2ရက်ပေးနာတယ်စုစုပေါင်း4ရက်ရတာဖြစ်ပါတယ်အဲကြတော့ရက်မှန်ကြီးကကျတော့ကျွန်တော်တို့ဘယ်လိုပေးတုံးဆိုတော့ကျွန်တော်တို့ရက်မှန်ကြီးကလည်းကျွန်တော်တို့တစ်လမှန်လို့ရှိရင်1000 2လမှန်ရင်2000 3လမှန်ရင်3000ပေါ့နော်3လအတိအထိပဲကျွန်တော်တို့ပေးတာဖြစ်ပါတယ်အဲကြတော့တစ်လ2လ3လကိုယ့်ရဲ့လာပြီးလာွယ်ပဲနားမယ်တခြားရက်မှမနာဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကရက်မှန်ကြီးကိုအခုလိုမျိုးစီစဉ်ပေးသွားတာလေးဖြစ်ပါတယ်ကျွန်တော်တို့စီမှာတော့ကျွန်တော်တို့ဒီတတိယအချက်ပေါ့နော်တတိယအချက်ကတော့အချိန်ပိုကြီးအနေနဲ့ပေးတာတွေရှိပါတယ်ကျွန်တော်တို့ပထမပြောသွားတော့လစာရက်မှန်ကြီးအချိန်ပိုကြီးပေါ့နော်အချိန်ပိုကြီးကရတော့ကျွန်တော်တို့ဒီတတ်မှတ်လစာအတိုင်းပဲပေါ့နော်အချိန်ပိုပေးတာဖြစ်ပါတယ်အဲတော့ကျွန်တော်တို့စီမှာတော့အလုပ်စားတဲ့အချိန်ရတော့မနက်9နာရီခွဲကနေပြီးတော့10ခွဲပေါ့နော်ခွန်ခွဲ10ခွဲရတော့ကျွန်တော်တို့စီမှာပုံမှန်တင်တန်းလေးရှိပါတယ်အဲ့ဒီတင်တန်းမှာတော့ကျွန်တော်တို့ဒီလုပ်ငန်းခွင်မှာအန်ဒီရဖြစ်နိုင်တဲ့အကြောင်းအရာတွေပြီးလို့ရှိရင်ကျွန်တော်တို့ဒီ marketing နဲ့ပတ်သက်တဲ့ပညာရပ်တွေငွေကြေးစီမံခန့်ခွဲမှုတွေပြီးရင်ကိုယ့်ရဲ့တကူကြီးပေါ့နော် personal control ကောင်းကောင်းလုပ်နိုင်ဖို့အတွက်ဒီအကြောင်းအရာလေးတွေကိုကျွန်တော်တို့ခွန်ခွဲ10ခွဲနေပြီးတော့မှကျွန်တော်တို့ဒီမှာတင်တန်းလေးတွေနဲ့မျှဝေပေးတာလေးတွေရှိတယ်အဲကြောင့်ကျွန်တော်တို့8နာရီခွဲနဲ့အလုပ်စပြီး8နာရီခွဲကနေပြီးတော့12နာရီထိပေါ့နော်နေကင်းဘက်မှာတော့1နာရီပေးနာတယ်ညနေ6နာရီဆိုကျွန်တော်တို့လုပ်သိမ်းတယ်ကျွန်တော်တို့6နာရီရဲ့နောက်ပိုင်းမှာပေါ့ကျွန်တော်တို့စီမှာတတ်မှတ်တက်ကက်ဆိုတာရှိပါတယ်အဲ့လိုတတ်မှတ်ထားတဲ့တက်ကက်ပြည့်မိပြီဆိုတာနဲ့ထားပါတော့
ကိုကလာစာ9သိန်းရတယ်ဆိုလို့ရှိရင်တနာရီကို9000နှုန်းနဲ့ပေးတယ်တညာတဲ့နဲ့ထားလိုက်ပါတော့ကိုက4နာရီနှုန်းဆင်းသွားတယ်ဆိုလို့ရှိရင်တနာရီကို9000နှုန်းနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့က2000အတီးတစ်ခါတည်းရှင်းပေးတာဖြစ်ပါတယ်ဒါကတော့အချိန်ပူကြီးပေါ့နော်အချိန်ပူကြီးကိုတော့ကိုယ့်ရဲ့ဒီထားပါတော့နိုင်ရွက်ပဲစင်စင်တနာရီပဲစင်စင်ပေါ့နော်ကိုစင်းတဲ့ပုံမှန်မူတည်ပြီးတော့မှတတ်မှတ်တက်ကပြည့်မီတယ်ဆိုတာနဲ့ကျွန်တော်တို့ကအချိန်ပူကြီးကိုပေးတော့တာဖြစ်ပါတယ်ကျွန်တော်တို့ခန်းစားခွင့်အနေနဲ့ပေးထားရလဲရှိပါတယ်ခန်းစားခွင့်ကတော့ကျွန်တော်တို့ဒီလုပ်ငန်းပေါ်မှာကျွန်တော်တို့ဝင်ငွေရှိမယ်ကျွန်တော်တို့အသုံးစရိတ်ရှိမယ်ဝင်ငွေတွေကနေပြီးတော့မှအသုံးစရိတ်ကိုနှုတ်လို့ရလာတဲ့အမြတ်ငွေပေါ့နော်အမြတ်ငွေကနေပြီးတော့မှကျွန်တော်တို့လုပ်ငန်းပေါ်မှာ 10% ခန်းစားခွင့်ပေးထားတာဖြစ်ပါတယ်ဥပမာထားပါတော့ကိုကကျွန်တော်တို့လာစာ10သိန်းရတယ်10သိန်းရတဲ့အပေါ်မှာကျွန်တော်တို့အမြတ်10သိန်းထွက်ရင်ကျွန်တော်တို့က3သိန်း 10% ပြန်ပေးတယ်ကျွန်တော်တို့သိန်း100ထွက်မယ်ဆိုလို့ရှိရင်10သိန်းတိပြန်ပေးတယ်အဲ့တော့ကျွန်တော်တို့စီမှာရတော့ခန်းစားခွင့်ရတော့အများဆုံးရတာပေါ့လေအဲ့ကြောင့်မလို့ကျွန်တော်တို့လာစာတိုးပေးတယ်ဆိုတာလေကျွန်တော်တို့ရဲ့ဒီခန်းစားခွင့်ပေါ်မှာမူတည်ပြီးတော့မှလာစာကိုတိုးပေးတာဖြစ်ပါတယ်ထားပါတော့ကိုက6လအတီးလောက်ခဲ့တယ်6လအတီးလောက်လိုက်တဲ့အခါမျိုးမှာအမြတ်ငွေက360ရတယ်ဆိုပါစို့360ရတယ်ဆိုလို့ချင်းကိုယ့်ရဲ့လာစာရဲ့ 10% ကိုမြောက်ပြီးတော့မှ6လတစ်ဖြတ်တိုးပေးတာပါဒီနေရာမှာပြောစရာတစ်ခုရှိတာပေါ့ကျွန်တော်တို့ကဒီ6လလုံးတပြားမှမမြတ်ဘူးဆိုရင်ရောကျွန်တော်တို့လာစာတိုးမှလာပေါ့နော်ကျွန်တော်တို့6လတောအတွင်းမှာအမြတ်မရှိဘူးဆိုရင်တော့ကိုယ့်ရဲ့ငကုမွေရင်လာစာပါပဲကျွန်တော်တို့အပြောင်းလဲမရှိပါဘူးအဲကြတော့ကျွန်တော်တို့စီမှာကျွန်တော်တို့ဒီလာစာပေးထားတဲ့ရက်မှန်ကြီးပေးထားတဲ့အရှင်ပူကြီးပေးထားတဲ့ခန်းစားခွင့်ပေးထားတဲ့ဒီ၄ချက်ကိုကျွန်တော်ရဲ့လုပ်ဖို့ကံဘက်တွေကိုပေးထားတာဖြစ်ပါတယ်အဲကြောင့်မလို့လဲတခြားနေရာတွေနဲ့မတူဘဲနဲ့ကျွန်တော်နဲ့လောက်ရတဲ့အခါမျိုးမှာလောက်ရင်လောက်တော့ခန်းစားခွင့်ရနေတာမျိုးကြောင့်တချို့ဆိုလို့ချင်းကျွန်တော်နားမှာအများဆုံးဆိုလို့ချင်း18သိန်း6000အတိဟာအများဆုံးပါပဲကျွန်တော်တို့စီမှာကျတော့ဒီ၄ချက်ပြင်ကိုပေါ့ကျွန်တော်တို့ကစီရင်ငိမ့်စီစဉ်ပေးတာဖြစ်ပါတယ်နေစရာထိုင်စရာကျွန်တော်တို့ဒီ internet သုံးဖို့အတွက် wifi စားစရာဒါမျိုးတွေစီစဉ်ပေးတာဖြစ်ပါတယ်ကျွန်တော်ခေါ်တဲ့သူတွေမှန်သမျှအကုန်လုံးစီရင်ငိမ့်မဲ့ကျွန်တော်တို့ခေါ်တာဖြစ်ပါတယ်တကယ်လို့ပေါ့မိသားစုအခက်ခဲကြောင့်အပြင်မှာနေပြီးတော့မှကျွန်တော်စီမှာစီရင်ငိမ့်မဟုတ်ဘဲနဲ့လာလုပ်တဲ့သူတွေလည်းရှိတယ်ပေါ့နော်ဒါကတော့ကိုယ့်ရဲ့အရှင်တွေပုံမှာမူတည်ပြီးတော့မှကျွန်တော်တို့ဘက်ကစီစဉ်ပေးထားဖြစ်ပါတယ်တကယ်လို့ကျွန်တော်နဲ့အတူလက်တွဲပြီးတော့မှလောက်ကန်ခြင်းနဲ့ဆိုလို့ရှိရင်တော့နံပါတ်1ကကျတော့ကျွန်တော်တို့ဘာယူလာမလို့ဆိုကျွန်တော်တို့မှတ်ပုံတင်ပေါ့နော်မှတ်ပုံတင်ရတော့မဖြစ်မနေလိုအပ်တယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့နေထိုင်ကြောင်းထောက်ခံစာပေါ့နော်နေထိုင်ကြောင်းထောက်ခံစာရက်ကွက်ထောက်ခံစာပေါ့နော်ရက်ကွက်ထောက်ခံစာလိုအပ်တယ်ပြီးလို့ရှိရင်နောက်တစ်ခုကကျတော့ဒီအိမ်အောင်စုစရာပေါ့နော်အိမ်အောင်စုစရာမိတ်တူလိုအပ်တယ်ဒီ၃ချက်ပါပြီဆိုလို့ရှိရင်ကျွန်တော်နဲ့တူလက်တွဲလောက်ကန်လို့ရပါပြီခင်ဗျာအဲကျတော့ဒီဗီဒီယိုလေးကိုကြည့်လိုက်တဲ့မိတ်ဆွေတွေအနေနဲ့ကို့မှာလည်းကျွန်တော်သတ်မှတ်ထားတဲ့အချက်လက်လေးနဲ့ပြည့်မိတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့63လုံး950 62ကိုဆက်သွယ်ဖို့အဓိကပြောချင်ပါတယ်ခင်ဗျာကျွန်တော်ဆက်သွယ်မယ်ဆိုလို့ရှိရင်ဟာလာကျွန်တော်တို့အလုပ်သတ်မှတ်ချိန်7နာရီခွဲကနေပြီးတော့မှညနေ6နာရီတောအတွင်းမှာကျွန်တော်တို့ဖုန်းနဲ့ဆက်ပြီးတော့မှမေးလို့လည်းရတယ်ကျွန်တော်တို့လူကိုယ်တိုင်လာမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့တောင်ကြီးမြို့အေးသာယာစက်မှုစုံလမ်းဘေးရက်ကွက်30မှာကျွန်တော်တို့ BFBN Automotive Service ရှိပါတယ်ခင်ဗျာအဲ့မှာလည်းလူကိုယ်တိုင်လာရောက်ရှောက်ထားလို့ရပါတယ်ခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုလေးကိုအစားဆုံးကြည့်ရှုပေးတဲ့ညီကောင်တော်မများကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာကျွန်တော်နဲ့အတူနောက်ဗီဒီယိုတွေမှာပြန်လည်တွေ့ဆုံကြပါစို့ခင်ဗျာ